ပင်မနဲ့လို့ပြောချင်တဲ့အခါမှာဆိုရင် I am tired တစ်မျိုးပဲသုံးနေတော့လားအဲ့လိုမျိုးအလားတူတယ်သုံးလို့ရတဲ့အလားတူတဲ့ဥစ္စာ sentence 5ခုကို cherry လေးပြပြပေးသွားမှာပဲဖြစ်ပါတယ်ဟုတ်ပါပြီအဲ့ဥစ္စာရတော့ဘာလဲဆိုတော့ရုံဆုံးအနေနဲ့ကကြတော့ I am exhausted ဥပမာပြောရမယ်ဆိုလို့ရှိရင် I worked all day and so I'm exhausted ငါတစ်နေ့လုံးလုပ်ခဲ့ရတယ်အဲ့အတွက်ကြောင့်မို့သူပင်မောပန်းနေပင်ငါပင်မနေမောပန်းနေတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုအနေနဲ့ကကြတော့ sorry ပါကျတို့ဒီ I'm worn out အဲ့ဒါကြတော့ဘယ်လိုသုံးလို့ရလဲဆိုရင် after cleaning my house I was worn out ငါအိမ်တန်ရှင်းလုပ်ပြီးတဲ့အခါမှာဆိုရင်ငါမောပန်းကိုသွားခဲ့တယ်ပေါ့နော်ဒါမျိုးသုံးလို့ရပါတယ်ပြီးရင်နောက်တစ်ခုအနေနဲ့ကကြတော့ I'm beat I went to the gym I'm beat သွား gym သွားခဲ့တဲ့အတွက်ကြောင့်မို့သူက I'm beat ဆိုမောပန်းနေတယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ကျတို့ I'm dead tired after a long trip I'm dead tired ငါခရီးရှည်သွားပြီးတဲ့အခါမှာငါမောပန်းနေတယ်ပေါ့နော်ပြီးနောက်ကကြတော့ I'm drained ဒီဥစ္စာကြတော့ the meeting drained me I am drained ဒါမျိုးပေါ့နော်ဒါကကြတော့ drain ဆိုတာကြတော့ပြင်မဲနဲ့မောပန်းနဲ့အခုစိတ်တွေရှုပ်ထွေးတယ်ပေါ့နော်ဒါမျိုးအနေနဲ့သုံးလို့ရပဲဖြစ်ပါတယ်အားလုံးနားလည်မယ်လို့ထင်ပါတယ်အဲ့စာကြောင်း၅ကြောင်းတွေကဘယ်ဥစ္စာလေးတွေကိုအများဆုံးသုံးပြကြလဲဆိုတာလေးလည်း comment လေးမှာရေးသွားပေးဦးနော်တတ်